ဒီလူကအရင်ကထိတ်တန်းလျှို့ဝှက်အေဂျင့်တယောက်ဖြစ်ခဲ့ပေမဲ့တနေ့တော့အိမ်ပြန်တဲ့လမ်းမှာသူ့ကိုအရှက်ရအောင်လုပ်တဲ့ပြဿနာတစ်ခုနဲ့ကြုံလိုက်ရတယ်။သူ့ရဲ့အစစ်မှန်ကိုဖုံးကွယ်ထားဖို့အတွက်ဂျက်ကပဲအရှက်ခံပြီးတီးခံလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဟိုလူကပိုပြီးစိတ်ကြီးဝင်လာပြီးသူ့ကားနဲ့ဂျက်ရဲ့ကားကိုတမင်တကာဝင်တိုက်ကဂျက်ကရော်ကြီးရအောင်တမင်တိုက်ခိုက်တယ်ဆိုပြီးပြန်ဆွဆွဲလိုက်တယ်။ပတ်ဝန်းကျင်မှာလုံခြုံရေးကင်မရာတွေရှိပြီးလူတွေလည်းဝိုင်းကြည့်နေကြတော့ဂျက်မှာတီးခံမှုကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ဘူး။ဒါပေမဲ့ထိုခန္ဓာကိုတုတ်ခိုင်တဲ့လူကမကျေနပ်သေးပဲဂျက်စီပြေးလာပြီးကော်လာကိုဆွဲကင်ကဆဲဆိုရင်နောက်ဆုံးမှသူ့ကိုမြေကြီးပေါ်လဲကျသွားအောင်ထိုးချလိုက်တယ်။အဲ့ဒီလိုဖြစ်တဲ့တိုင်အောင်ဂျက်ကပြန်မတိုက်ခိုက်ပါဘူး။သူလှုပ်သမျှလှုပ်ရှားမှုတိုင်းကိုအချိန်ပြည့်စောင့်ကြည့်နေမှန်းသူသိနေလို့ပါ။သူ့ရဲ့စွမ်းရည်အစစ်အမှန်တွေပေါ်လာတဲ့အချိန်မှာပဲသူတိဆောက်ထားတဲ့အေဂျင့်ရဲ့ဘဝလေးကအပြီးတိုင်ပျက်စီးသွားလိမ့်မယ်။ဂျက်အခုလိုတိတ်ဆိတ်ပြီးတာမန်ဘဝနဲ့နေနိုင်ဖို့အတွက်သူအများကြီးပေးဆက်ခဲ့ရတာပါ။စစ်သားအများစုကတော့လှုပ်ထုံးလုံနည်းအတိုင်းအငြိမ်းစားယူကြပေမဲ့သူကတော့သူ့ရဲ့အထက်အရာရှိကိုတနက်နဲ့ချိန်ပြီးအတင်းအကျပ်ထွက်လာခဲ့တာပါ။သူ့ရဲ့အစစ်အမှန်ကိုဘယ်တော့မှပေါ်သွားလို့မရပါဘူး။ဘာလို့လဲဆိုတော့ဂျက်ကတစ်ချိန်ကမြောက်ကိုရီးယားထောက်လှမ်းရေးအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတောင်ကိုရီးယားထောက်လှမ်းရေးတွေကသူ့ကိုလှုပ်ဝက်ခေါ်ယူထားတာကြောင့်ပါ။သူကနှစ်ဖက်စလောက်အဖြစ်9ချိန်တိုင်တာဝန်ထမ်းဆောင်ခဲ့ပြီးမြောက်ကိုရီးယားရဲ့ကိုလှုပ်ဝက်ဝင်ရောက်တဲ့ mission 19ချိန်ကိုလှုပ်ဆောင်ခဲ့တယ်လို့နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်ကိုလှုပ်ကြံဖို့အထိကိုယ်တိုင်စီစဉ်ဦးဆောင်ခဲ့မှုတယ်။ဒီနေ့အထိတိုင်အစိုးရအဖွဲ့အစည်းတော်တော်များများကသူ့ကိုတိတ်တဆိတ်လိုက်ရှာနေပေမဲ့ဒီလူကတော့အခုချိန်မှာဗန်ဝင်နှန်းတာမန်လူတယောက်လိုပဲနေထိုင်နေတယ်။ဇနီးဖြစ်သူငငယ်ကလေးကဆုံးပါသွားတာကြောင့်ဂျက်ကသမီးဖြစ်သူမင်ဂျီကိုအထက်တန်းကျောင်းသူအရွယ်အထိတယောက်တည်းပြုစုပြောထောင်လာခဲ့တာပါ။ငငယ်ကလေးကမိခင်ရဲ့အရေးအောက်မှာမကြီးပြင်းခဲ့ရတာကြောင့်ဖခင်နဲ့သမီးကြားမှာနှစ်တွေကြာလာတာနဲ့အမျှအကွာဝေးတွေပိုဝေးလာခဲ့တယ်။ဂျက်ရဲ့သမီးကျောင်းမှာအနိုင်ကျင့်ခံနေရတာကိုတော့သူလုံးဝမသိရှာဘူး။အစကတော့ဖခင်ရဲ့အဝတ်စားတွေနဲ့ရောရှုံပြီးလို့အနက်ဆွဲနေတာကိုအဖွဲ့ခေါင်းဆောင်ဝီရီနဲ့သူ့တငယ်ချင်းနှစ်ယောက်ကလောင်ပြောင်ပြီးကျောင်းရီချိုခန်းတဲ့အထိအဆက်ခွဲနေကြတာပါ။ကံကောင်းတာကမင်ဂျီရဲ့မွေးနေ့ကနီးကပ်လာပြီ။သူ့လုပ်ဖို့ကင်ဖက်ရှန်ယာရဲ့အကူအညီနဲ့ဂျက်ကအားတင်းပြီးမွေးနေ့လက်ဆောင်အဖြစ်1.5 သိန်းတန်ဂျာကင်အင်ဂျီအကောင်စားတစ်ထည်ကိုဝယ်လိုက်တယ်။အိမ်ပြန်ရောက်တော့မွေးနေ့မှာ surprise လုပ်ဖို့အတွက်အင်ဂျီကိုဘီရိုထဲမှာတိတ်တဆိတ်ဝတ်ထားလိုက်တယ်။သူ့သမီးစီဘလို့ဆိုးရွားတဲ့ကိစ္စတွေရောက်လာတော့မယ်ဆိုတာကိုတော့သူစိတ်ကူးတောင်မရင်မိခဲ့ဘူး။သူမင်ဂျီနဲ့စကားပြောဖို့ကြိုးစားပေမဲ့ကလေးမလေးကအေးဆက်ဆက်နဲ့ဘာမှပြန်မပြောဘဲအတင်းအကျပ်မေးမြန်းမှသာစကားစပြောတယ်။သူမရဲ့ပထမဆုံးတောင်းဆိုချက်ကတော့ဒီနောက်ပိုင်းမှာသူတို့ဝတ်တွေကိုရောမလျှော်ဘူးပဲ။သမီးရွယ်ရောက်လာလို့ကိုပိုင်ချိန်ပို့လို့ချင်တာနေမှာပါလို့ဂျက်ကတွေးပြီးဘာမှမမေးမြန်းပဲသဘောတူလိုက်တယ်။အခန်းထဲရောက်တော့မင်ဂျီကဝီရီရဲ့ social media ကိုတိတ်တဆိတ်ကြည့်ပြီးဝီရီရဲ့တက်ကြွလန်းဆန်းတဲ့ဘဝကိုအားကျနေတယ်။ပြီးတော့ဝီရီရဲ့ပုံတွေထဲမှာပါတယ်နန်ဟွန်းဆိုတဲ့ကောင်လေးတစ်ယောက်ကိုလည်းစိတ်ထဲကနေသဘောကျနေတယ်။နောက်တနေ့အားကစားချိန်မှာမင်ဂျီရဲ့အားကစားဝတ်စုံကိုဝီရီနဲ့သူ့တငယ်ချင်းတွေကအမိုက်ပုံးနဲ့ပစ်ထားတာကိုတွေ့လိုက်ရတယ်။သူကျောင်းဝတ်စုံနဲ့ပဲစာသင်ခန်းထဲသွားတော့မလို့လုံနေတော့သူတစ်ချိန်လုံးသဘောကျနေတဲ့ကောင်လေးနန်ဟွန်းကသူ့ဂျာကင်ကိုချွတ်ပေးပြီးဝတ်ခိုင်းတယ်။အင်ဂျီပေါ်မှာသူ့နာမည်ကိုထင်ထင်ရှားရှားချုပ်ထားတယ်။ဒီလိုရဲ့ကြောင့်ဝီရီကဒေါသထွက်သွားပြီးမင်ဂျီကိုအရင်ကထက်ပိုပြီးရက်ရက်ဆက်ဆက်အနိုင်ကျင့်မှုစူးစမ်းတော့တယ်။သူ့သမီးစီမှာပြဿနာတွေတက်နေချိန်မှာပဲဂျက်ကတော့တငယ်ချင်းဟောင်းနှစ်ယောက်နဲ့အပြင်ထွက်တောင်းနေတယ်။သူတို့၃ယောက်ကအရင်ကတည်းကဂတိတစ်ခုထားကြတာ။ဘဝကဘလောက်ပဲအလုပ်ရှုပ်နေပါစေတစ်နှစ်မှာတရက်တော့ပြန်ဆောင်ဖို့သတ်မှတ်ထားကြတာပါ။သူတို့၃ယောက်လုံးကလက်သွေးဆုံးခဲ့မှုတဲ့ဒဏ္ဍာရီဆန်တဲ့လူတွေဖြစ်ပြီးအခုတော့ကိုဖုံးကွယ်ရင်တာမန်ဘဝနဲ့အေးဆေးနေထိုင်နေကြတာ။သူတို့ထဲမှာသမီးကိုအချစ်ဆုံးဖခင်ချင်းကြဆိုရင်သူ့အင်ဂျီပေါ်မှာသမီးပုံတော်ရိုက်နေထားတယ်။သူတို့စကားပြောနေတော့အနီးနားကစပွဲမှာရှိတဲ့လူမိုက်အုပ်စုကဘားပိုင်ရှင်နဲ့ပြဿနာတက်နေကြတယ်။ဘားပိုင်ရှင်ကအထဲမှာစစ်လိမ့်မတော့ရဘူးလို့ပြောလိုက်ရုံလေးပါ။အဲ့ဒီလူမိုက်တွေကတော့ဆဲဆိုပြီးပြန်អော်တော့တယ်။တခြားဖောက်တယ်တွေကဘာမှဝင်မပြောရဲပဲခေါင်းငုံနေကြပေမဲ့ဂျင်ဂျာကတော့သူတို့ကိုစိုက်ကြည့်နေတယ်။သူကပြဿနာရှာဖို့စိတ်မဝင်စားပေမဲ့အဲ့ဒီထဲကခန္ဓာကိုယ်တုတ်ခိုင်းတဲ့လူကအော်ယုံနဲ့မကျေနပ်သေးဘူး။သူကဂျင်ဂျာကိုတမင်တကာလက်ဖက်ရည်ခွက်နဲ့ပတ်လိုက်တယ်။ဒီလောက်ထိအဆက်ခွဲခံရတာတောင်ဂျင်ဂျာကဒေါသကိုထိန်းပြီးဘာမှပြန်မလုပ်ဘူး။ဒါပေမဲ့နောက်တစ်ခဏမှာပဲအဲ့ဒီလူမိုက်ကဂျင်ဂျာအင်ဂျီဘော်ကသမီးပုံကိုလက်ညှိုးထိုးပြီးမလေးမစားနဲ့လှောင်ပြောင်းတော့တယ်။ဂျင်ဂျာအတွက်တော့သူ့သမီးကအသက်နဲ့လဲပြီးချစ်ရတဲ့သူပါ။အဲ့ဒီအချိန်မှာပဲသူ့ရဲ့တီးခတ်နိုင်စွမ်းတွေပြတ်တောက်သွားတယ်။သူရုတ်တရက်ထပြီးပြန်တိုက်ခိုက်လိုက်တယ်။တယောက်ကမိသက်ဆေးဘူးကိုကောက်ကင်ပြီးသူ့ခေါင်းကိုအားနဲ့ဆောင်ရိုက်လိုက်တယ်။ဘယ်သူမှမသိလိုက်တာကအဲ့ဒီလိုခေါင်းကိုထိခိုက်မိတဲ့ဒဏ်ရာကဂျင်ဂျာကိုထိမ့်မနိုင်သိမ်းမရဖြစ်သွားစေပြီးကိုယ်စိတ်ကိုပြန်ထိန်းဖို့မစွမ်းတာတော့တဲ့အခြေအနေကိုရောက်သွားတာပါ။